20သိန်းဝန်းကျင်မှာတော့ HP laptop 15တော့တကယ်သုံးလို့ကောင်းတယ် generation ရလဲ i5 ကို73ကျန်လောက်ကိုသုံးလိုက်ဗျာ design ပိုင်းလဲရိုးရှင်းရှင်းပဲလောက keyboard design ကအစကျွန်တော်တို့ US keyboard နဲ့အရိုးရှင်းဆုံးသုံးအောင်မှာဖြစ်ပါတယ်ရှင်းရှင်းလင်းလင်းသုံးအောင်မှာဖြစ်ပါတယ် 15.6 ကိုလည်းဘေးပေါင်လေးတော်တော်ကျင်းလာတဲ့အနေထားမှာတော့ webcam မှာလည်း privacy shutter ပါမယ် number key လေးတွေများများရိုက်ချင်တော့ number တွေပါအောင်မယ်ပေါ့ဗျာဒီကောင်ကတော့ဈေးနှုန်းကတော့21သိန်း3000ပဲကျမှာဖြစ်ပါတယ်လုံးဝ touchpad ဆိုတော့တော်တော်ကြီးတယ်ပေါ့နော် touchpad အကြီးနဲ့လည်းအားပါရတော့မှာဖြစ်ပါတယ်ညာဘက်ချက်မှာဘာတွေပါမလဲဆို USB port ပါမယ်အာသွင်းတဲ့ port ပါမယ်ပေါ့ဗျာဒါလေးကတော့သူ့ရဲ့ညာဘက်ချက်ဘယ်ဘက်ချက်ကတော့ USB port HDMI နဲ့ Type C port နဲ့ audio jack တွေကတော့ဘယ်ဘက်ချက်မှာပါတာပဲဖြစ်ပါတယ်အလုံးတွေကတော့မတက်မှာမပူပါနဲ့လုံးဝ quality အမိုက်စားတွေရောင်းပေးနေတဲ့ laptop ကြီးဖြစ်ပါတယ်21သိန်းဝန်းကျင်သုံးခြင်းဒီကောင်ကိုသုံးပါကျေးဇူးတင်ပါတယ်ဗျာ